Meet the fighters! မြမရိုးရလက်ဝဲကျော်စိုးလဲဦးနဲ့တွေ့ဆုံမှုဒိုရိုးရလက်ဝဲကလပ်ကိုရောက်ရှိခဲ့ပါတယ်။ထိုင်းကစားသမားတာဝန်ချိုင်းနဲ့ထိုးသက်မဲ့စိုးလဲဦးကသူ့ရဲ့ဒီပွဲပေါ်မှာပြင်ဆင်ထားပုံကိုအခုလိုပြောပါတယ်။ဟုတ်ကဲ့ကျွန်တော်နဲ့ထိုးမဲ့ထိုင်းကစားသမားကြောက်တော့လေးလာထားပါတယ်။သူ့ရဲ့အားနည်းချက်အားသာချက်တွေသူ့ရဲ့ဘယ်လိုကစားတာအားသာလဲဆိုတာသူ့ပွဲကိုကြည့်ရပါတယ်။ကျွန်တော်မြန်မာလက်ဝဲလာရှင်းပြတဲ့ခါမှာတော့သူတို့ကမြန်မာလက်ဝဲကိုသူတို့ကအရန်ကြောက်တယ်သူတို့တော့လာရှင်းတော့ရှင်းပြပါတယ်ဒါပေမဲ့သူတို့လာပြိုင်တိုင်းသူတို့ဘယ်လိုပြောရမလဲအရှုံးနဲ့ပဲသူတို့ရင်ဆိုင်ရတာပေါ့နော်အနိုင်ရယ်ဆိုတာတော့မရှိပါဘူး။ဘာကြောက်လဲဆိုတော့မြန်မာလက်ဝဲကအရန်ကြမ်းတာပေါ့နော်ခေါင်းတွေလည်းပါဟုတ်လှုပ်လို့ရတယ်ဆိုတော့သူတို့တွေအရန်အလွတ်ထိုးရတဲ့အတွက်သူတို့တွေအရန်ကြောက်ခဲ့တယ်။ရိုးရလက်ဝဲကိုငွေထိုင်းလိုကဘာကျော်အားကစားပြဖြစ်စေဖို့သူခုလိုပြောပါတယ်။ငွေထိုင်းလိုမျိုးကဘာကျော်ဆိုတော့အားကစားမြောက်စားပေးတဲ့လူတွေရပြီးတော့နိုင်ငံတကာလည်းထိုးဖောက်လို့ရအောင်ပေါ့နော်မြန်မာလက်ဝဲလည်းလူတိများအောင်လည်းနိုင်ငံခြားမှာလည်းအဲ့လိုမျိုးလိုက်ချစ်ပပေးတဲ့လူရှိတော့အဆင်ပြေမှာပါရန်ကုန်မြို့မှာကျင်းပပြီးစီးခဲ့တဲ့ MMA ပွဲတွေမှာဝင်ရောက်မရှင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းကပွဲကြမြန်မာပြည်မှာလာချစ်ပမယ်ဆိုတော့ကျွန်တော်ဝင်ပြိုင်မယ်လို့တော့စိတ်ကူးတာပါနော်အရေးတော့လာချစ်ပတဲ့ MMA ပွဲတွေကအစီအစဉ်လည်းမရှိဘူးနော်ကျွန်တော်တို့လည်းလူတွေကလည်းဝေပြိုင်မလားဆိုပြီးတော့အဲ့လိုမျိုးလည်းမပြောရပါတော့အဲ့လိုမျိုးမပြောရတဲ့အတွက်အစီအစဉ်လည်းမရှိတဲ့အတွက်မပြိုင်ရတာပါ MMA ပွဲတွေမှာရှင်ပြိုင်ဖို့ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကိုဒီလိုပြောခဲ့ပါတယ်။ One Champion ရှိတာကျွန်တော်တို့ဘယ်လိုပြောမလဲအဲ့လိုမျိုးကစားသမားတွေနဲ့ထိုးဖို့သူများတကယ်လို့စီစဉ်ရှိမယ်ဆိုလဲဘယ်ကစားသမားနဲ့မဆိုဘူးဒီမှာ weight တန်းတူလို့ရှိတော့ကျွန်တော်တို့ဒီကြီးရလဲထိုးဖို့အားပေးမယ်ဆိုတော့ကျွန်တော်လည်းထိုးဖို့စီစဉ်ရှိပါတယ်ပွဲတိုင်းတော့စိတ်ဝင်စားပါတယ်ကျွန်တော်တို့ကဒီအားကစားပဲဒီလုံးနဲ့ပဲလုံးရဆိုတော့လက်ဝဲနဲ့ပတ်သက်လို့ရှိပွဲတိုင်းတော့စိတ်ဝင်စားတယ်ခဲ့တာကျွန်တော်တို့နိုင်ငံမှာပြောမယ်အားကစားပစ္စည်းတွေညီစနစ်ရဲ့နဲတဲ့အတွက်အဲ့လိုမျိုးပြိုင်ပွဲမျိုးမှာဝေပြိုင်နေများပေါ့နော်ပြောမှဆိုအများကြီးအနေချက်ရှိတာပေါ့တကယ်လို့ဝိုင်းဝန်းထောက်ပပြီးတော့ပေါ့နော်အဲ့လိုမျိုးအားကစားပစ္စည်းတွေစစုံလုံးနဲ့ညီပြကောင်းတွေလည်းအများကြီးလုပ်ပေးမယ်ဆိုတော့အဲ့လိုမျိုးပြိုင်ပွဲမျိုးတော့ဝေပြိုင်လို့ရတယ်ဒီတိုင်းဆိုတော့ဘယ်လိုမှဝေပြိုင်လို့မရပါဘူးညီစနစ်အားနည်းနေပါတယ်အားပေးတဲ့ပြည်သားတွေအများကြီးရှိပါတယ်သူတို့လည်းအများချင်းချင်းတင်တာပေါ့နော်အခုလိုအားပေးနေတဲ့ကိုလည်းပြည်သားရှိမှလည်းပြိုင်ပွဲဝေရတာဘူးပြောတာပေါ့နော်နိုင်ငံတကာနဲ့ပြိုင်ရထိုးရမှပြိုင်ရမယ်ဆိုအရာအားတန်ချက်ရှိတာအရာကိုပြောလိုက်စိတ်ထက်တာပေါ့နော်အဲ့လိုမျိုးပြိုင်ရမယ်ဆို This program is proudly brought to you by Myanmar Lakamau CAG Media House. Meet the fighters! မြမရိုးရလက်ဝဲကျော်စိုးလဲဦးနဲ့တွေ့ဆုံမှုဒိုရိုးရလက်ဝဲကလပ်ကိုရောက်ရှိခဲ့ပါတယ်။ထိုင်းကစားသမားတာဝန်ချိုင်းနဲ့ထိုးသက်မဲ့စိုးလဲဦးကသူ့ရဲ့ဒီပွဲပေါ်မှာပြင်ဆင်ထားပုံကိုအခုလိုပြောပါတယ်။ဟုတ်ကဲ့ကျွန်တော်နဲ့ထိုးမဲ့ထိုင်းကစားသမားကြောက်တော့လေးလာထားပါတယ်။သူ့ရဲ့အားနည်းချက်အားသာချက်တွေသူ့ရဲ့ဘယ်လိုကစားတာအားသာလဲဆိုတာသူ့ပွဲကိုကြည့်ရပါတယ်။ကျွန်တော်တို့ဒီကြီးရလဲထိုးဖို့အားပေးမယ်ဆိုတော့ကျွန်တော်လည်းထိုးဖို့စီစဉ်ရှိပါတယ်။ပွဲတိုင်းတော့စိတ်ဝင်စားပါတယ်ကျွန်တော်တို့ကဒီအားကစားပဲဒီလုံးနဲ့ပဲလုံးရဆိုတော့လက်ဝဲနဲ့ပတ်သက်လို့ရှိပွဲတိုင်းတော့စိတ်ဝင်စားတယ်ခဲ့တာကျွန်တော်တို့နိုင်ငံမှာပြောမယ်အားကစားပစ္စည်းတွေညီစနစ်ရဲ့နဲတဲ့အတွက်အဲ့လိုမျိုးပြိုင်ပွဲမျိုးမှာဝေပြိုင်နေများပေါ့နော်ပြောမှဆိုအများကြီးအနေချက်ရှိတာပေါ့တကယ်လို့ဝိုင်းဝန်းထောက်ပပြီးတော့ပေါ့နော်အဲ့လိုမျိုးအားကစားပစ္စည်းတွေစစုပ်သူခုလိုပြောပါတယ်ငွေထိုင်းလိုမျိုးကဘာကျော်ဆိုတော့အားကစားမြောက်စားပေးတဲ့လူတွေရပြီးတော့နိုင်ငံတကာလည်းထိုးဖောက်လို့ရအောင်ပေါ့နော်မြန်မာလက်ဝဲလည်းလူတိများအောင်လည်းနိုင်ငံခြားမှာလည်းအဲ့လိုမျိုးလိုက်ချစ်ပပေးတဲ့လူရှိတော့အဆင်ပြေမှာပါရန်ကုန်မြို့မှာကျင်းပပြီးစီးခဲ့တဲ့ MMA ပွဲတွေမှာဝင်ရောက်မရှင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းကပွဲကြမြန်မာပြည်မှာလာချစ်ပမယ်ဆိုတော့ကျွန်တော်ဝင်ပြိုင်မယ်လို့တော့စိတ်ကူးတာပါနော်အရေးတော့လာချစ်ပတဲ့ကျွန်တော်မြန်မာလက်ဝဲလာရှင်းပြတဲ့ခါမှာတော့သူတို့ကမြန်မာလက်ဝဲကိုသူတို့ကအရန်ကြောက်တယ်သူတို့တော့လာရှင်းတော့ရှင်းပြပါတယ်ဒါပေမဲ့သူတို့လာပြိုင်တိုင်းသူတို့ဘယ်လိုပြောရမလဲအရှုံးနဲ့ပဲသူတို့ရင်ဆိုင်ရတာပေါ့နော်အနိုင်ရယ်ဆိုတာတော့မရှိပါဘူး။ဘာကြောက်လဲဆိုတော့မြန်မာလက်ဝဲကအရာကြမ်းတာပေါ့နော်ခေါင်းတွေလည်းပါလှုပ်လို့ရတယ်ဆိုတော့သူတို့တွေအရာအလွတ်ထိုးရတဲ့အတွက်သူတို့တွေအရာကြောက်ခဲ့တယ်ရ
ရိုးရလက်ဝဲကိုငွေထိုင်းလို့ကဘာကျော်အားကစားပြဖြစ်စေအမေပွဲတရားကိုအစီအစဉ်လည်းမရှိဘူးเนาะကျွန်တော်တို့လည်းလူတွေကလည်းဝေပြိုင်မလားဆိုပြီးတော့အဲ့လိုမျိုးလည်းမပြောရပါတော့ဟိုအဲ့လိုမျိုးမပြောရတဲ့အတွက်အစီအစဉ်လည်းမရှိတဲ့အတွက်မပြိုင်ရတာပါ MMA ပွဲတွေမှာရှင်ပြိုင်ဖို့ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကိုဒီလိုပြောခဲ့ပါတယ်။ One Champion ရှိတာကျွန်တော်တို့ဘယ်လိုပြောမလဲဟိုအဲ့လိုမျိုးကစားသမားတွေနဲ့ထိုးဖို့သူများဟိုတကယ်လို့စီစဉ်ရှိမယ်ဆိုလဲဘယ်ကစားသမားနဲ့မဆိုဘူး weight တန်းတူလို့ရှိတော့